အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့ဒီပါဠိကရိယာပုဒ်တွေပေါ့ပါဠိဝကျရေနီအခြေခံလေးတွေလေ့လာကြည့်တဲ့အခါမှာကရိယာဆိုတာကတော့ဘာသာစကားတော်တော်များများမှာကရိယာကမရှိမဖြစ်လိုအပ်တာပေါ့ကရိယာတွေပုဒ်တွေဆိုတာကဘာလဲဆိုရင်တော့ဒီသူ့ရဲ့သဘောတဘာဝကအဓိပ္ပာယ်ကသက်ရှိသမဲ့တွေရဲ့နာမ်ပုဒ်နာမ်စားပုဒ်တွေရဲ့အပြုမူအမူအရာတွေဖော်ပြတဲ့ဟာကကရိယာပုဒ်ပဲကရိယာပုဒ်ဖြစ်ဖို့ဆိုရင်ပါဠိဝကျမှာဆိုရင်ဓာတ်ကိုဒီပစ္စည်းနဲ့ဝိဘက်ပေါင်းစပ်ပေးရတဲ့သဘောတဘာဝရှိပါတယ်ဥပမာပုံစံကြည့်မယ်ဆိုရင်ပစတိဆိုတဲ့ကရိယာပုတ်ဖြစ်ဖို့ဆိုရင်ရှေ့မှာပစတနဲ့အလယ်မှာအပစ္စည်းရှိတယ်ပြီးရင်နောက်ကနေတိဝိဘက်နဲ့ပေါင်းလိုက်တဲ့အခါမှာဒါမှပစတိဆိုတဲ့ကရိယာပုတ်ဖြစ်ပါတယ်နောက်တဲ့ဓာတဘောဆိုတဲ့ကရိယာပုတ်ဖြစ်ဖို့ဆိုရင်ရှေ့မှာဓာတက်ရှိတယ်နောက်မှာတပ်ပပစ္စည်းရှိတယ်နောက်မှာတိဝိဘက်ရှိတာပေါ့နော်ဒါမျိုးဆိုရင်ဒါဓာတဘောဆိုတဲ့ကရိယာပုတ်တို့ဖြစ်ပါတယ်ဒီလိုပုဒ်ပုဒ်မှာပေါင်းစပ်ပေးဖို့အတွက်ဓာတ်တွေပစ္စည်းတွေဝိဘက်တွေဆိုတာရှိပါတယ်တက်ဒီပစ္စည်းတွေဝိဘက်တွေဒီလိုပေါင်းဆက်မှာပဲကရိယာတစ်ပုဒ်သူကဖြစ်နိုင်တာပေါ့နော်ပါဠိဝကျတွေမှာကရိယာမျိုးစားတွေကဘာရှိလဲဆိုရင်မျိုးစားအပြင်ခွဲမဲ့ဆိုရင်အာချက်ကရိယာနဲ့ကိတ်ကရိယာဆိုပြီးတော့နှစ်မျိုးတော့ကွဲပြားပါတယ်အဲ့ဒီအခါမှာထပ်လေးလာကြည့်တဲ့အခါမှာစားခြင်းတောက်ခြင်းသွားခြင်းလာခြင်းဆိုတဲ့ဒီအပြုမူကရိယာတွေကနော်ပဓာနာအဖြစ်ဟောကြားတဲ့ကရိယာတွေကဒါအာချက်ကရိယာတွေဖြစ်တယ်အာချက်ကရိယာပေါ်ဖြစ်ပေါ်ဖို့အတွက်ဓာတ်ကိုပစ္စည်းနဲ့အာချက်ဝိဘက်တွေပေါင်းဆက်ပေးရပါတယ်အာချက်ကရိယာဘို့တဘို့ဖြစ်ဖို့ဆိုရင်ဥပမာကြည့်မယ်ဆိုရင်ယာစဆိုတဲ့ဓာတ်ကိုအပစ္စည်းနဲ့တိဝိဘက်ပေါင်းဆက်ပေးလိုက်တယ်မယ်ဆိုလို့ရှိရင်ယာစတိတောင်းဤဆိုတဲ့အာချက်ကရိယာဘို့ဖြစ်လာပါတယ်ယာစဆိုတဲ့ဘုတ်ကိုအပစ္စည်းရဲ့တိဝိဘက်နဲ့ပေါင်းလိုက်မယ်ဆိုရင်ယာစတိဆိုတဲ့ဒီမြန်မာလိုဆိုရင်တောင်းဤဆိုတဲ့ကရိယာအာချက်ကရိယာဘို့တဘို့ဖြစ်လာပါတယ်သွားခြင်းစားခြင်းတောက်ခြင်းလာခြင်းဒါတဲ့အပြုမူကရိယာတွေကိုပြုလုပ်တဲ့လောကြောင့်ဒါမှမဟုတ်ရင်စာသင်သားတွေရဲ့တရားနဲ့ယုံမတန်တရားကိုပယ်ဖျောက်တတ်တဲ့အတွက်ကြောင့်လည်းပဲကိတ်ကရိယာမိပါတယ်တဲ့ဒါကတော့ကိတ်ကရိယာရဲ့အဓိပ္ပာယ်ပေါ့နော်ကိတ်ကရိယာဖြစ်ဖို့ဆိုရင်ဓာတ်ကိုသူကပစ္စည်းနဲ့နာမ်ဝိဘက်ပေါင်းဆက်ပေးရတယ်အပေါ်မှာတော့ဒီအချက်ကရိယာဖြစ်ဖို့ဆိုရင်ဓာတ်ကိုပစ္စည်းနဲ့ဒီအချက်ဝိဘက်ပေါင်းဆက်ပေးရတာပေါ့ဒီမှာတော့ကိတ်ကရိယာဖြစ်ဖို့ဆိုရင်ဓာတ်ကိုပစ္စည်းနဲ့နာမ်ဝိဘက်ပေါင်းဆက်ပေးရပါတယ်တဲ့ဥပမာထာဓာတ်ဆိုရင်ကိတ်ပစ္စည်းနဲ့နာမ်ဝိဘက်နော်အောဆိုတဲ့ဒီနာမ်ဝိဘက်အောဆိုတဲ့အောနာမ်ဝိဘက်ကလေးကိုသူပေါင်းဆက်ပေးတော့အပြင်ထီတော်ဆိုတဲ့ကိတ်ကရိယာဖြစ်ပါတယ်တဲ့အချက်ကရိယာတွေကိုဆက်လေးလာကြည့်တဲ့အခါမှာအချက်ကရိယာတွေကကတားဟောတဲ့အချက်ကရိယာရှိတယ်ကံဟောတဲ့အချက်ကရိယာရှိတယ်ဘောဟောတဲ့အချက်ကရိယာဆိုပြီးတော့သူက3မျိုး3စားရှိပါတယ်တဲ့ကိတ်ကရိယာမှာလည်းပဲဒီတိုင်းပဲ3မျိုး3စားအတူတူပါပဲတဲ့သက်ဆိုင်ရာသင်ခန်းစာတွေမှာတော့ပုံစံလေးတွေနဲ့သူကပြမှာဖြစ်တဲ့အတွက်ကြောင့်ပုံစံလေးတွေကြည့်ပြီးတော့ပို့ပြီးတော့သိလွယ်မြင်လွယ်လေ့လာမှာဖြစ်ပါတယ်အချက်ကရိယာတွေအချက်ကလက္ခဏာကဘာလဲဆိုရင်သူကရိယာတွေကဘာလဲဆိုရင်သူက6ချက်ရှိပါတယ်ဘာလဲဆိုရင်အတိတ်အနာဂတ်ပစ္စုပန်ဆိုတဲ့ကာလ3ပါးရှိတယ်အချက်ကရိယာတွေမှာပရမပရိမေဇိမပရိဥဒ္ဓမပရိဆိုတဲ့ပရိ3ပါးရှိတယ်သွားခြင်းလာခြင်းဆိုတဲ့ကရိယာကိုပဓာနာအဖြစ်ဟောကြားတဲ့တာလက္ခဏာရှိတယ်ကတုကာရကကမ္မကာရကဘာဝကာရကဆိုပြီးတော့ကာရကအဖြစ်တော့အချက်တွေမှာသူက3မျိုးရှိပါတယ်တဲ့ပုံလိန်နဲ့ပုံလိန်အဋ္ဌိလိန်အဖြစ်တော့ဒီလိန်3ပါးမရှိပါဘူးတဲ့အချက်ကရိယာတွေမှာလိန်မရှိဘူးပေါ့နော်အချက်ကရိယာတွေမှာလိန်3ပါးမရှိပါဘူးတဲ့ဧကေဘိုးဝေါ်အဖြစ်တော့သူအနေအများအဖြစ်တော့2မျိုးရှိပါတယ်တဲ့အချက်ဝိဘက်ဒီအမျိုးအစားလေးတွေကိုစက်ကြည့်ကြမယ်ဆိုလို့ရှိရင်အချက်ဝိဘက်တွေမှာသူကဝတ္တမန်ဝိဘက်နော်ပစ္စမီဝိဘက်တတ္တမီဝိဘက်ပရော့ခါဝိဘက်ဟိယတနေဝိဘက်အစ္ဆဒနေဝိဘက်ဘဝိတန်နေဝိဘက်ကာလာတိပတိဝိဘက်ဆိုပြီးတော့အချက်ဝိဘက်ဒီစုစုပေါင်း10မျိုးရှိပါတယ်တဲ့နော်အချက်ဝိဘက်10မျိုးကိုသူကအပေါ်မှာပြောခဲ့တဲ့အချက်လက္ခဏာပရတ္တဘုတ်အတနောဘုတ်နော်ပရမပရိမေဇိမပရိဥဒ္ဓမပရိဧကေဘိုးနဲ့သူကခွဲခြားလိုက်မယ်ဆိုလို့ရှိရင်သူကဘယ်လိုလေးတွေဆက်ပြီးတော့တွေ့ရမလဲဆိုရင်ပရတ္တဘုတ်မှာကြတော့သူကပရတ္တဘုတ်ဆိုတာကဘာလဲဆိုရင်သူကနာမတုံမဒါလေးတွေကအခြေခံဘုဒ္ဓရာအပြင်ဒါလေးတွေကသူကသိတဲ့ဟိုသဘောတဘာဝအချက်ကိုဒီသဘောတဘာဝအချက်ကရိယာလေးတွေနော်ပါဠိကရိယာမှာတိစောက်ဖို့အတွက်ပါဠိဝကျတစ်ခုတိစောက်ဖို့အတွက်အရေးကြီးတဲ့ကရိယာပေါ့ဒါကအချက်ကရိယာရဲ့အကြောင်းအရင်းဆုံးလေ့လာကြည့်ကြရတာပေါ့နော်ပရတ္တဘုတ်မှာသူကနာမတုံမဆိုတဲ့သူတစ်ပါးရဲ့အနက်ကိုပြတတ်တဲ့ရှေ့ဝိဘက်6လုံးဒီပရတ္တဘုတ်ဒါကလောလောဆယ်မှာသဘောတဘာဝဒီဘုဒ္ဓရာအနေနဲ့သိထားအောင်ပဲအခြေခံသိရမယ်အချက်ကလေးတွေပဲဖြစ်တယ်ပေါ့နော်နောက်ပိုင်းကျမှဒီဝက်ချက်တိစောက်တဲ့အခါကျမှသူကတွေ့ရမှာပေါ့နာမတုံမဆိုတဲ့သူတစ်ပါးအနက်ကိုပြတတ်တဲ့ရှေ့ဝိဘက်6လုံးဒီပရတ္တဘုတ်တဲ့နောက်ကမိမိအနက်တည်းဟူသောအမတရာကိုအနက်ကိုထွန်းပြတတ်တဲ့နောက်ဝိဘက်6လုံးဒီအတနောဘုတ်ဆိုပြီးတော့သူကရှေ့6လုံးနောက်6လုံးအဲ့လိုမျိုးလောလောဆယ်သတ်မှတ်ထားရမှာပေါ့နော်မှတ်သားထားရမှာပေါ့ကရိယာတွေနဲ့အလုံးစုံသောကရိယာတွေနဲ့ဆက်ဆံတဲ့ပရမီတဲ့ကတားရဲ့အနက်ကိုဖော်ပြတဲ့တောင်ရှေ့ဝိဘက်6လုံးဒီပရတ္တဘုတ်တဲ့ဒါတွေကတော့ဒီအခြေခံအားဖြင့်သူကရှင်းလင်းနေတာပေါ့နော်တာကမ္မကကရိယာတစ်ခုနဲ့ဆက်ဆက်တဲ့အတ္တမီတဲ့
ကန်ရဲနဲ့ကိုပြတဲ့နောက်ဝိဘက်6လုံးကတော့အတနောပုတ်တဲ့သူကကန်ကိုထွန်းပြမယ်ဆိုရင်တော့ဒီကန်ဟောပုတ်တွေဆိုရင်တော့သူအတနောပုတ်ပေါ့နော်ကတားကိုဟောတဲ့ပုတ်ဆိုရင်တော့ပရတပုတ်ကလေးတွေနဲ့သူကဝိဘက်ကလေးနဲ့အသုံးပြုတယ်လို့သူကဆိုလိုချင်တာပေါ့ပရိနဲ့အမျိုးအစားတဲ့ကာလကရိယာကာလတက္ကတ်ဒရက်ဧကဝုဘိုးကိုသင်္ချာကန်ဆိုတဲ့ကာရကတို့ဆိုတဲ့အနက်တွေကိုပြည့်စေတဲ့အတွက်ကြောင့်ပရိမိပါတယ်တဲ့ပရိဆိုတာဘာလဲဆိုရင်ကရိယာကာလတက္ကတ်ဒရက်ဧကဝုဘိုးသင်္ချာကန်စတဲ့ကာရကလို့ဆိုတဲ့အနက်တွေကိုပြည့်စေတဲ့အတွက်ကြောင့်ပရိလို့ခေါ်ပါတယ်တဲ့နော်ဒါလေးတွေတစ်ချက်သူကဒီသဘောတဘာဝဒါလေးတွေကသူကရှင်းပြထားတဲ့ဟာလေးတွေဖြစ်တဲ့အခါကျတော့ဒါလေးတစ်ချက်ကြော်ကြည့်မယ်နော်ပထမပရတ္တဘုံမှာပရိသုံးမျိုးသူကခွဲပြတာဘာလဲဆိုရင်ကရိယာဘုဒ္ဓဘုတ်ပေါ့ကရိယာဘုဒ္ဓဘုတ်မှာသူကဘာလေးရှိလဲဆိုရင်ပစတိဆိုတဲ့ကရိယာဒါတွေကအကုန်လုံးဒီအချက်ကရိယာတွေနော်အချက်ပါဠိဘုတ်ကရိယာတွေပေါ့ပါဠိကရိယာတွေပေါ့နော်ပစတိပစန္တိပစတိပစထပစာမိပစာမပေါ့နော်အဲ့ဒီမှာသူကအချက်ဝိဘက်ကလေးတွေသူကတတ်မှာပေါ့နော်နောက်ကဘာလေးတတ်မလဲဆိုရင် TND တိထာမိမှာပေါ့နော် T ဆိုတာကတော့သူကအနည်းကိန်းပေါ့အန်ဒီဆိုတာကအများပေါ့တိဆိုတာကအနည်းထဆိုတာကသူကအများပေါ့မိဆိုတာကအနည်းမဆိုတာကအများပေါ့အဲ့ဒီမှာဒီနှလုံးစီကိုသူကခွဲခြားပြမှာတိနဲ့အန်ဒီဒီသူကပထမပရိတ်ပေါ့နော်တိနဲ့ထသည်မြစီမာပရိတ်မိနဲ့မာသည်ဩတမပရိတ်တဲ့အဲ့ဒီမှာအတနောပုတ်ကလည်းပဲပရိတ်တွေကိုသူကခွဲခြားပြတာပေါ့အတနောပုတ်ကြတော့သူကဒီဝိဘက်ကလေးတွေနောက်ကပြောင်းလဲသွားတာပေါ့နော် DND သေဝေအေမေပေါ့ပစတိပစန္ဒီပေါင်းလိုက်တဲ့တေပေါင်းလိုက်တဲ့ခါကျတော့သူကပစန္ဒီပစတေပစဝေပစေပစာမေပေါ့နော်အဲ့ဒီမှာတေယန်တရားလည်းပဲသူကရှေ့အပေါ်ကဧကဝအောက်ကဘူအပေါ်ကဧကဝအောက်ကဘူအပေါ်ကဧကဝအောက်ကဘူပေါ့နော်အဲ့ဒီမှာနှလုံးစီခွဲလိုက်တဲ့ခါကျတော့အပေါ်နှလုံးစီပထမပရိဂျာနှလုံးစီမြစီမာပရိနောက်ဆုံးနှလုံးစီဥတ္တမပရိဆိုပြီးတော့သူကပရိနဲ့နော်ဒီခွဲခြားပြတာပေါ့နော်ပရတ္တဘုအတနောဘုကိုသူကပရိအားဖြင့်ခွဲခြားပြတာပေါ့သူတို့သင်တို့ငါတို့ဆိုတဲ့ပြုလုပ်တဲ့ကတားဘုတ်တွေနဲ့ရှင်တွဲအသုံးပြုရတဲ့ကရိယာဘုတ်တွေကိုတော့သူကယောဂလို့ခေါ်ပါတယ်ဒီယောဂဟာဘာယောဂဘယ်နှမျိုးရှိလဲဆိုရင်နာမယောဂဒုံမယောဂအမယောဂဆိုပြီးတော့၃မျိုးရှိတယ်ဒုံမတရာအမတရာတွေကနေပြီးတော့တပါးသောဒီသူဟူတဲ့သူဆိုတဲ့ဒီပုရိသနော်ပုဂ္ဂိုလ်တွေပုဂ္ဂလာဆိုတဲ့ပုဂ္ဂိုလ်တွေပုရိသဆိုတဲ့ယောက်ျားဆိုတဲ့ဒီပုတ်တွေပေါ့နော်ဒီလိုပုတ်တွေကြတော့နာမ်ပုတ်တွေနဲ့ရှင်တဲ့အတွက်ကြောင့်နာမယောဂလို့ခေါ်ပါတယ်တဲ့နော်နာမယောဂလို့ခေါ်ပါတယ်သင်ဆိုတဲ့ဒုံမတရာနဲ့ရှင်တဲ့အတွက်ကြောင့်ဒုံမယောဂငါဟူတဲ့ငါဆိုတဲ့ဒီအမတရာနဲ့ရှင်တဲ့အတွက်ကြောင့်အမယောဂဖြစ်ပါတယ်တဲ့တရာလည်း၃မျိုးရှိတယ်ဒါတွေကအခြေခံသူသိတဲ့အချက်လက်ကလေးတွေကိုအရင်ဆုံးလေ့လာကြည့်တာပေါ့နော်တရာလည်း၃မျိုးရှိတယ်နာမတရာဒုံမတရာအမတရာဆိုပြီးတော့၃မျိုးရှိပါတယ်တဲ့ဒုံမအမတရာတွေကတပါးသောတရာအလုံးသည်နာမတရာလို့ခေါ်ပါတယ်တဲ့နော်ပုံစံလေးကဘာလဲဆိုရင်ပူရီသောပူရိတာပူရီသောယောက်ျားသည်ပုရိသယောက်ျားတို့သည်ပုရိသောသည်ဧကဝုတ်ပေါ့ပုရိသသည်ဘိုးဝုတ်ပေါ့နော်ယောက်ျားသည်ယောက်ျားတို့သည်နော်ဒါမျိုးဆိုရင်သူကတုံမတရာအမတရာကနေလွဲပြီးတော့တခြားသောတရာအလုံးသည်နာမတရာဆိုတော့အခုနာမတရာတွေရဲ့ပုံစံကဘာလဲဆိုရင်သူကပုရိသောနော်ပုရိတာဒါမျိုးတွေပေါ့နော်ဒါမျိုးနာမည်နဲ့နာပေါ့နော်နာတရာတွေကြတော့သူကဒီပုရိသောပုရိတာဒါမျိုးလေးတွေပေါ့နော်ပြီးရင်တုံမတရာကတော့တုမတီးပြီးတော့ရုပ်ထွက်ရတဲ့တရာအလုံးဒီတဲ့တုံမတရာတဲ့တုမတရာကိုရုပ်တရာပုတ်တွေမှာရုပ်ထွက်တယ်ဆိုတာရှိတာပေါ့အဲဒီမှာဒီတုံဖြစ်ဖို့အတွက်တုံမတရာလေးတီးပြီးတော့ထွက်ရတယ်တုံငွေဖြစ်ဖို့အတွက်တုံမတရာလေးတီးပြီးတော့ထွက်ရတဲ့ဒါမျိုးတုံမတရာတီးပြီးရုပ်ထွက်ရတဲ့တရာရုပ်တွေကတော့တုံမတရာဖြစ်ပါတယ်တဲ့တုံမေစသည့်စကလုံးလေးတွေပေါ့နော်တွန်တင်သည်တုံမေတွန်တင်သည်ဒါမှမဟုတ်နင်းသည်မြန်မာလိုဆိုမင်းသည်ခမားသည်အရှင်ဖျားသည်ပေါ့နော်ဆရာတော်တွေဆိုရင်အရှင်ဖျားသည်ပေါ့နောက်တစ်ချက်ကတုံမေသင်တို့သည်နင်တို့သည်မင်းတို့သည်ခမားတို့သည်အရှင်ဖျားတို့သည်ဘူးဖြစ်သွားပြီအမတရာကြတော့အမတီးပြီးတော့ရုပ်တွေ့ရတဲ့တရာပုတ်တွေအမတရာလို့ခေါ်ပါတယ်တဲ့အဟံဆိုလို့ရှိရင်လည်းပဲသူကမူရင်းကအမတရာလေးတီးပြီးတော့တွေ့ရတာမယံဆိုရင်လည်းပဲအမတရာလေးတီးပြီးတော့တွေ့ရတဲ့ရုပ်တွေပေါ့နော်ဒါမျိုးတွေအဟံတို့မယံတို့မြန်မာလိုဆိုရင်အဟံငါသည်ကျွန်တော်သည်ကျမသည်ပေါ့နော်မယံဆိုရင်တော့သူကငါတို့သည်ကျွန်တော်တို့သည်ကျမတို့သည်တပည့်တော်တို့သည်ပေါ့ဒါမျိုးသုံးတာပေါ့နော်ဧကိုဘို့ပေါ့ကတားဘုတ်တွေကိုမြန်မာပြန်ဆိုတဲ့အခါမှာတို့အများတွေဆိုတဲ့ဒီလိုစကားလုံးတွေမပါဘူးဆိုရင်သူကဧကုတ်လို့သတ်မှတ်မယ်တို့တို့များတို့တွေတို့စကားလုံးတွေပါမယ်ဆိုရင်တော့ဘူးဘို့လို့သတ်မှတ်ပါမယ်တဲ့နော်ကရိယာဘုတ်တွေကိုမြန်မာပြန်တဲ့အခါမှာကုံတို့ကြတို့ဆိုတဲ့စကားလုံးတွေမပါရှိဘူးဆိုရင်ဧကုတ်လို့သတ်မှတ်မယ်ကုံတို့ကြတို့ဆိုတဲ့စကားလုံးတွေပါမယ်ဆိုရင်တော့ဘူးဘုတ်အများကြီးလို့
တတ်မှတ်ပါမယ်ဒါကသရနဲ့ပရိနဲ့တွဲတာပေါ့နော်နာမသရနဲ့ပထမပရိနဲ့တွဲမယ်ဒါမျိုးလေးတွေကရေပုံရအဖြစ်သူကနည်းနည်းလေးမှတ်သားထားမှာပေါ့နော်နာမသရနဲ့ပထမပရိတွဲတယ်တုံမသရနဲ့မျက်စိမှာပရိနဲ့တွဲတယ်အမသရနဲ့ဥဒ္ဓမပရိတွဲပါတယ်တဲ့နော်သူကနာမသရနဲ့ပထမပရိတွဲတဲ့ပုံစံလေးပြမှာသူကနာမသရနဲ့ပထမပရိတွဲတယ်လို့ပြောတဲ့အတွက်ကြောင့်နာမသရနဲ့ပထမပရိတွဲတဲ့ပုံစံလေးကြည့်တဲ့အခါကျတော့နော်ပူရီတော်ဆိုတဲ့ပူရီတော်ပူရီသာဆိုတဲ့နာမသရနော်ဒီမှာကတော့ကိစ္စတိကိစ္ဆန္တိဆိုတဲ့သူကပထမပရိနာမတရာနဲ့ပထမပရိနဲ့တွဲတယ်နော်ဧကုတ်ချင်းတွဲတယ်ဘူးကိုချင်းတွဲတာပေါ့နော်ဒီမှာလည်းပဲတုံမေတုံမတရာတွေနဲ့ကိစ္စတိကိစ္စထအနည်းအများတွေအနည်းကအနည်းနဲ့တွဲတယ်အများနဲ့တွဲတယ်နော်ဒါတွေကတုံမတရာတွေဒါတွေကသူကမျက်စိမှာပရိတွေပေါ့အဟံမယံအဟံတို့မယံတို့ကြတော့အာမတရာတွေနော်အာမတရာတွေဒီမှာကိစ္ဆာမိကိစ္ဆာမကြတော့သူကဘာလဲဆိုရင်ဥဒ္ဓမပရိပေါ့ဥဒ္ဓမပရိအနည်းနဲ့တွဲတယ်အများနဲ့တွဲပါတယ်တဲ့နော်ပါဠိဝါကျရေးဖို့ဆိုလို့ရှိရင်တရား၃မျိုးနဲ့ဒီတရား၃မျိုးနဲ့ပရိ၃မျိုးတွက်ဆက်ထပ်ဖို့အရေးကြီးတယ်ဝါကျမှာဒီကတားနဲ့ကရိယာကလိုရင်းပဲဒါဆိုဒါကတားဘုတ်ဟောကကတားဘုတ်တွေပေါ့နော်ဒါဆိုကရိယာဘုတ်တွေပေါ့ကတားနဲ့ကရိယာကလိုရင်းနေဖြစ်တယ်ကတားနဲ့ကရိယာပုံမှန်အောင်ဆိုရင်ဝါကျတစ်ခုလုံးကအဆင်မပြေတော့ဘူးပေါ့ကတားနဲ့ကရိယာကိုမှန်အောင်ရေးနိုင်မယ်တရား၃မျိုးပရိ၃မျိုးကိုတွက်ဆက်အောင်သူကအဖန်ဖန်လေ့ကျင့်ထားမှာပေါ့နော်ဒါမျိုးတွေကသူကလေ့ကျင့်ရမှာပေါ့ကဲအားလုံးကိုကျေးဇူးတင်ပါတယ်